ကျိုးတွေဒီနားမှာလေ အဲ့ဒီအောင်မမင်းအောင်မတွေ့လား မေမဒီနားမှာကြာတယ်မလားစိုက်သွားလားအဲ့ဒါမတက်ရက်ကြီးမိလားအောက်ကိုချက်တော့ အဲ့ဒါဒီမှာကျိုးဟိုးမှာ ဟုတ်ပါဟိုမှာပါဝိုင်း ဟိုမှာအဲ့ဘုံဒီဟိုမှာတွေ့လားဟိုမှာအေး လိုက်ဝါဘုံတီမိရပြီ ဘုံဒီရှိကိုကူပါ ဘုံတီကိုကူပါဘုံတီကိုကူပါဘုံတီမိရပြီ ကိုလန်းဆောင်မမီးတော့ဘူးလား စာဘုံတီရတော့ဟိုနောက်မှာဗောနော်အမဒိုင်မန်ထိုးပြီးလိုက်တာအေးအော်ဒီသားတယ်ကွာအေးအော်ဒီသားတယ်ကွာဂိုင်းနဲ့ပါသွားလို့ရအောင်ငါတို့ဂိုင်းနဲ့အားရပါညီလေးအမအေးအော်ဒီတိုင်းတယောက်လုံးတက်ရေးတဲ့ သူခုံကြတာငါမေးတော့မမေးတော့ဘူးငါ ဘုံတီကိုမင်းကသားလေးဆွဲယူခဲ့ဂိုင်းနဲ့မှရပြီအဲ့ ဘိုင်းနာနဲ့ကိုင်ဘုံကြီးသွားပါကနေတောက်ကျင်းကြီးပဲ ကျိုးလိုက်ဆွဲဘုံဒီရကျိုးပဲကြိုင်ထား ကို dress shot မပေးတော့ကျင့်ရုံ ဆုံးတာလေဆုံးတာတော့ပါသွားတယ် ငမုံနေ ဂိုင်းနာကိုရင်ရအောင် ဂိုင်းနဲ့ယူ ငါ့ကိုသွားမကိုင်နဲ့ခိုင်းတာဘူးက မကိုင်နဲ့ငါလုံးရလုံးပြီ နောက်တစ်လုံးကစာထိုးနေနော်ဟုတ်လားမပတ်ဘူးလို့ဟုတ်လားဒိုင်မင်းထိုးချသွားနော်ဟိုးငါကင်မရာချိန်နေအောင်ချိန်မရလဲအခုဆိုပါလာပါပြီဟုတ်တာဗောအမှဂိုင်းနဲ့ညှိနေမစမ်းတတ်လို့ငါရှိသေးလားကိုငါရှိသေးလက်သွားဘုံလေးဒီဖောက်လက်သွား လွတ်သွားပြီဖော်လွတ်သွားဂိုင်းနဲ့ဒီမှာလေ အားမရင်လို့မျိုးပြောတာ ဂိုင်းနဲ့ဒီမှာလို့ပြောတာဒီနားကြတာဒီမှာရှိမှာကိုကြီးကရေကူးပြီးတော့ဟိုးထိရောက်သွားတာငါကွာဒိုင်မင်ပြစ်တာဒီနားနဲ့ဟိုးရောက်သွားအိုးကြောက်စီရဒိုင်မင်တဘောသွားရှုံးလို့ပြီဟာ ဆွဲမင်းငါကြောက်တာလေးကိုဗီဒီယိုရိုက်ပဲရ အဲ့ဒါအားမကျိုးပတ်နေတယ် ညည်းရိုက်ပေးထားတယ် သွားယူဝါရှင်းလိုက်တာ ငိုရေးအနာပဲရေးအဲ့ပဲရေး အဲ့ရနေပဲဆွဲတယ် ထောင်ဆွဲဂိုင်းကိုရဲထောင်တွန်းရဒီကောင်တိတ်ဒါတိတ်မယ်ဒီကောင်မှပါလာပါတော့ပါလေ အဲ့ကွင်းများပြုတ်သွားတာဟိုအော်ခဲပြီရေးကိုကြီးအေး လဲကူကငကျင်းစာပါဗျာဆာလာဆာလာဒီနေ့ကားရမှာဒုတိယအကောင်မြောက် ဟာလှတာကွာအကုန်ချိတ်တာနော်အကုန်ချိတ်တာလှ ဘက်ကိုလာ ယူခဲ့လာဒီမှာဂိုင်းနံပေးလိုက် ဟိုဘောနေတက်တော့ ဟိုဘက်ကိုတက်လိုက်တော့ဟိုဘက်ဘုံမော်ဆွဲတယ်လိုက် လှိုင်းပြစ်ထဲလိုက်ဟိုနော် ကျိုး ကျိုးမတာရဲမပြစ်တယ်အေးမကိုင်းနဲ့မကိုင်နဲ့လို့ပြောနေလက်ကတော့ပြတ်တော့မရတော့ မောင်းလေးဖွင့်ပေးလိုက်ကိုအေးမောင်းဖွင့်လိုက်အေးဟုတ်အေးအဲ့ဒါရတယ်မောင်းလေးဖွင့်တင်ပေးလိုက်ရဲတိုင်မပြဒီနားမှာကိုကြီးဂိုင်းနံဆိုလည်းမရဟိုရောက်သွားပြီ ဘာမကြောက်ဘူး အာကိုကြီးဂိုင်းနံဒီမှာဆိုလည်းမရတော့ဟိုရောက်သွားပြီသူက ဘာမကြောက် အာရေချိုးလိုက်ရရင်မဒါပဲ ဒီဘက်ငုတ်ဆက်ခိုင်းတာဟိုကနေ